အားလုံးပဲမင်္ဂလာပါခိုင်ဖို့လမ်းမကြိုဆိုပါတယ်ဒီနေ့မှာတော့ဂျပန်ကိုအခုမှစရောက်တဲ့သူတွေရဲ့ပြီးတော့ JLPT M5 M4 လေ့လာနေတဲ့လူတွေအတွက်ရည်ရွယ်ပြီးတော့ဂျပန်နိုင်ငံမှာနေတိုင်းလိုလိုတွားရတဲ့ဒီ convenience store တွေမှာပေါ့နော်အသုံးများတဲ့စကားလုံးလေးတွေကိုလေ့လာကြည့်ကြမယ်နော်ဒီဗီဒီယိုကြည့်ပြီးတော့ဂျပန်မှာရှိတဲ့7-Eleven တို့ပြီးတော့ Family Mart Lawson တို့မှာဈေးဝယ်တဲ့အခါယုံကြည်မှုရှိရှိနဲ့ပြောနိုင်သွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်စလိုက်ကြမယ်နော်။အရင်ဦးဆုံးဒါဆိုင်ထဲရောက်ပြီးဆိုတာနဲ့ဒီကက်ရှာပေါ့နော်။ဆိုင်ဝန်ထမ်းနေပြီးတော့いらっしゃいませလို့ပြောမယ်ပေါ့နော်။いらっしゃいませဆိုတာကကြိုဆိုပါတယ်လို့ပြောတာပါ။いらっしゃいませဆိုပြီးတော့ဝန်ထမ်းနဲ့ပြောမယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာကိုကဘာမှပြန်ဖြေစရာမလိုဘူးဒီတိုင်းပဲဒီပြုံးလေးနဲ့ပဲကောင်းညှိလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်လုပ်လို့ရပါတယ်အဲ့တော့အရင်ဆုံးဆိုင်ထဲဝင်ပြီးဆိုတာနဲ့ကက်ရှာနေပြီးတော့ဆိုင်ဝန်ထမ်းいらっしゃいませဆိုပြီးတော့ကြိုဆိုပါတယ်ပေါ့နော်いらっしゃいませဆိုပြီးတော့ပြောမှာဖြစ်ပါတယ်ပြီးတော့ကိုကတကယ်လို့ကိုလိုချင်တာဈေးဝယ်ပြီးသွားပြီပေါ့နော်ဒီကောင်တာမှာပတ်စံရှင်းတော့မယ်ဟလားပစ္စည်းပေးလိုက်ပြီဆိုလို့ရှိရင်သူတို့ကမေးလိုက်မယ်ပေါ့နော်ဖူကူရိုဝါဂိုဒီယိုဒစ်ကာဆိုတာကအိတ်လိုပါသလားပေါ့နော်ဖူကူရိုဝါဂိုဒီယိုဒစ်ကာတကယ်လို့ကိုကအိတ်ယူမယ်ဆိုလို့ရှိရင်はいお願いしますမယူဆိုလို့ရှိရင်大丈夫ですဆိုပြီးတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆိုင်ရဝန်ထမ်းフクロはご利用ですかလို့မေးလို့ရှိရင်ကိုကယူမယ်ဆိုရင်はいお願いしますမယူဆိုလို့ရှိရင်大丈夫ですလို့ပြောလို့ရပါတယ်နောက်တစ်ခုကဒီポイントカードはお持ちですかポイントカードはお持ちですかဆိုတာကဒီဆိုင်မှာကိုက member card ပေါ့နော်ကိုဝယ်တဲ့ဆိုင်ရဲ့ member card ရှိရဆိုလို့ရှိရင်သူကဒီ point ယူမလားလို့မေးရပဲဖြစ်ပါတယ်တကယ်လို့ကိုကယူမယ်ဆိုရင်ရှိတယ်ဆိုလို့ရှိရင်はいありますဆိုပြီးတော့ဒီကတ်လေးပေါ့နော် member card လေးပေးလိုက်လို့ရှိရင်ကိုက point ရတယ်ပေါ့နော်တကယ်လို့မရှိဘူးဆိုလို့ရှိရင်လည်းいいえありませんလို့ပြောရင်ရတယ်ပေါ့နော်အဲ့တော့ point カードはお持ちですかpoint カードはお持ちですかဆိုတာက point ကရှိပါသလားလို့မေးတာပေါ့နော်ရှိရဆိုရင်はいありますမရှိဘူးဆိုရင်いいえありませんလို့ပြောလို့ရပါတယ်နောက်တစ်ခုကကြတော့温めますかဆိုတာကဒီ microwave နဲ့အပူပေးမှလားနှွေးမှလားပေါ့နော်温めますかလို့ပြောတာဖြစ်ပါတယ်သူကကြတော့ဘန်တိုးတွေပေါ့နော်ထမင်းဘူးတွေဝယ်တဲ့အခါမှာအမြဲတမ်းလိုမေးတယ်ပေါ့နော်ဒီဟာကိုနှွေးမှလား温めますかဆိုပြီးတော့ပြောတယ်ပေါ့နော်ကိုကနှွေးမယ်ဆိုလို့ရှိရင်တော့はいお願いしますပေါ့မလိုဘူးဆိုရင်တော့大丈夫ですဆိုပြီးတော့ပြောရင်ရတယ်ပေါ့နော်အဲ့တော့温めますかဆိုတာကဟင်းနှွေးမှလားအပူပေးမှလားလို့ပြောတာဖြစ်ပါတယ်温めますかပြီးနောက်တစ်ခါကျတော့お箸をおすけますかお箸ဆိုတာကတူပေါ့နော်お箸をおすけますかအမ箸မဟုတ်ဘဲနဲ့စပွန်ဆိုလည်းရတယ်ပေါ့နော်စပွန်はいりますかဆိုလို့ရှိရင်လည်းဒါဇွန်းနေတူတွေယူมาလားပေါ့နော်ကိုကခုနလိုဘန်တိုးဝယ်တာအိုနီကီလီပေါ့နော်ထမင်းလိပ်မျိုးဟာဝယ်ရပြီးပါစတာဒါလေးဝယ်တဲ့အခါမှာလည်းမေးတာပေါ့နော်သူယူมาလားဇွန်းယူมาလားလိုလားပေါ့နော်ဘလို့မေးတာဖြစ်ပါတယ်တကယ်လို့ယူမယ်ဆိုလို့ရှိရင်はいお願いしますပေါ့နော်မယူဆိုရင်လည်းခုနလို大丈夫ですဆိုပြီးတော့ပြောလို့ရပါတယ်အဲ့တော့ပြီးပြီဆိုလို့ရှိရင်ဇမ်ဘူဆိုတာစုပေါင်းလို့ပြောတာပါဇမ်ဘူတဲ့စုပေါင်းဒီမှာကြားရစီပြောမှာပေါ့နော်လောပြကိုဟာဂျီဂျူဝန်တဲ့680ကြာပါတယ်ပေါ့နော်အဲ့တော့ဇမ်ဘူတဲ့ဆိုတာကစုပေါင်းဆိုပြီးတော့ပြောတာဖြစ်ပါတယ်ဒီစကားလေးကလည်းဒါငွေရှင်းတဲ့အခါမှာအမြဲတမ်းကြားရတယ်ပေါ့နော်ဇမ်ဘူတဲ့ဘယ်လောက်ဖြစ်ပါတယ်ဆိုပြီးပြောတာပါတကယ်လို့ကိုကငွေပေးချင်မယ်တော့ငွေကိုပတ်စံရှင်းတော့မယ်ပေါ့နော်ပတ်စံရှင်းတဲ့နေရာမှာဒီဂျပန်နိုင်ငံကဒီ convenience store တော်တော်များများမှာကကတ်နဲ့လည်းရှင်းလို့ရတယ်
ပြီးတော့ဒါ Ganking ပေါ့နော်ငွေသားနဲ့လည်းရှင်းလို့ရတယ်ပြီးတော့ PayPay ဆိုတဲ့ PayPay application ကနေပြီးတော့လည်းpoint နဲ့ပေါ့နော်ပတ်စံရှင်းလို့ရတယ်ပေါ့နော်အဲ့တော့အဲ့ခါကြာလို့ရှိရင်ကိုရှင်းမဲ့ဥစ္စာကိုပြောလို့ရတယ်ကိုကကတ်နဲ့ရှင်းမဲ့ဆိုလို့ရှိရင်カードでお願いしますカードでお願いしますဒါဆိုရင်ဒါကတ်နဲ့ပြီးမယ်လို့ပြောတာတကယ်လို့ကိုကငွေသားနဲ့ပြီးမယ်ဆိုရင် Ganking でお願いしますGanking でお願いしますဒါဆိုရင်ဒါငွေသားနဲ့ပြီးမယ်လို့ပြောတာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ PayPay နဲ့ရှင်းမယ်ဆိုရင်လည်း PayPay でお願いします PayPay application ကနေပြီးတော့ရှင်းမှာဖြစ်ပါတယ်ဒါဆိုရင်ပြန်ပြီးတော့ဒါဒီ convenience မှာပြောတဲ့စကားလုံးစကားပြောလေးတွေကိုပြန်လေ့လာကြည့်မယ်နော်အဲ့တော့ကိုကဆိုင်ထဲရောက်ပြီဆိုရင်ဆိုင်ရဝန်ထမ်းနေပြီးတော့いらっしゃいませいらっしゃいませဆိုရင်ကြိုဆိုပါတယ်လို့ပြောတာပါပြီးရင်ကိုကအိတ်ယူမလားဆိုပြီးတော့ကိုမေးရခိုင်ဖူကူရိုဝါကိုလီယိုဒစ်ကဆိုတာကအိတ်ယူမလားကျွတ်အိတ်ယူမလားလို့မေးတာဖြစ်ပါတယ်တကယ်လို့ယူမယ်ဆိုရင်お願いしますယူဆိုရင်大丈夫ですဆိုပြီးတော့ပြောလို့ရတယ်温めますかဆိုတာကကြတော့ဒီနှွေးမလားဗောနော်အပူပေးမလားနှွေးမလား温めますかအဲ့တော့နှွေးမယ်ဆိုရင်お願いしますမနှွေးဘူးဆိုရင်大丈夫ですဗောနော်စုစုပေါင်း3部တယ်ပြီးတော့ပြောက်ကုတ်ကောကျွမ်းdes 650ကြပါတယ်ဗောနော်3部တယ်ဆိုတာစုစုပေါင်းလို့ပြောတာဖြစ်ပါတယ်ပြီးတော့ကိုကဘာနဲ့ပေးချင်ပါလဲကတ်နဲ့ပေးချင်ပါဆိုရင်カードでお願いしますရမယ်နော်အဲ့တော့ဒီလိုမျိုး conversation လေးတွေကိုတစ်ခေါက်နှစ်ခေါက်လောက်ပေါ့နော်ဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တကယ်ကိုကစိုက်မှာတောက်ရတဲ့အခါမှာအရင်လွယ်သွားမယ်ပေါ့နော်ဒါဆိုဒီနေ့ဗီဒီယိုလေးကဒါအားလုံးအတွက်အသုံးဝင်မယ်ဆိုလို့ရှိရင် like and share နဲ့ subscribe လေးလုပ်ပေးခဲ့ပါအောင်เนาะအဲဆိုနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ကြာမှာတတ်နေ bye bye